ပါတီပွဲတဲကစိန်တုံးကြီးဟာမျက်လက်နဲ့အခိုးခံလိုက်ရတယ်။သူကကဘာပေါ်မှာအရှားပါဆုံးဖြစ်တဲ့နှလုံးပုံစံစိန်ကြီးကိုကင်ပြီးဓာတ်ပုံရိုက်ခံနေတယ်။မိတ်ကပ်ဆရာလည်းစိန်ကြီးကိုမြင်တော့သဘောကျလို့အနားကိုတိုးကပ်လာတယ်။ဒါပေမဲ့လုံခြုံရေးကချက်ချင်းပဲတားလိုက်တယ်။ဒီစိန်ပိုင်ရှင်ကလူတိုင်းကိုကြွယ်ပြချင်လို့သူ့ရဲ့ပါတီပွဲကိုဒီစိန်ကြီးကိုယူလာခဲ့တာပါ။ဒါပေမဲ့သူမသိတာကအဖွဲတစ်ဖွဲ့ဟာဒီစိန်ကိုခိုးဖို့အတွက်အစီအစဉ်တကြားနဲ့ပါတီထဲကိုရောက်နေပြီဆိုတာပါ။ပါတီပွဲတွင်းမှာသူကစိန်ကိုလူတိုင်းရှေ့မှာထုတ်ပြလိုက်တဲ့အချိန်မှာပဲအဖွဲတွေကလူတစ်ယောက်ကအာယုံလွှဲဖို့အတွက်စိန်တူကြီးတစ်ခုကိုတွန်းချလိုက်တယ်။လုံခြုံရေးတွေကသူ့ကိုတားဆီးနေချိန်မှာနောက်တစ်ယောက်ကလူအများရှိကိုထွက်လာခဲ့တယ်။သူ့ကိုသူမျက်လက်အဖွဲကပါလို့မိတ်ဆက်တယ်။ပြီးတော့ဒီစိန်ကြီးကိုမျက်လက်ပြပြီးသူ့လက်ထဲရောက်အောင်လုပ်ပြနိုင်တယ်လို့ပြောလိုက်တယ်။ဒီလောက်လုံခြုံတဲ့တစ်တာတဲကစိန်ကိုပျောက်အောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးစမ်းကြည့်ဖို့ခွင့်ပြုလိုက်တယ်။မျက်လက်ဆရာကတစ်တာပွင့်တော့အောင်အုံဖော့ဆိုပြီးမှန်လိုက်ပေမဲ့ဘာမှမထူးခြားပါဘူး။တစ်တာကပိတ်မြဲပိတ်နေတုံးပဲ။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလက်ကိုဝှေ့ရမ်းလိုက်တာနဲ့တစ်တာကပွင့်သွားခဲ့တယ်။သူကစိန်ကိုအမြန်ကောက်ကင်လိုက်ပြီးစိန်ကငါ့လက်ထဲမှာပဲရှိသေးတယ်လို့ပြောလိုက်တယ်။အဲ့ချိန်မှာပဲစိန်ကြီးကအစိတ်စိတ်အမွှားမွှားကွဲထွက်သွားခဲ့တယ်။တကယ်စိန်စစ်ကတော့မျက်လက်ဆရာလက်ထဲကိုရောက်နေခဲ့တယ်။လူတွေလည်းကြောက်အံ့ဖြစ်ကုန်တယ်။သူကစိန်လာခိုးတယ်ဆိုတာရိပ်မိသွားပြီးလုံခြုံရေးတွေကိုဖမ်းခိုင်းခဲ့တယ်။ဒါပေမဲ့သူတို့တဲကနောက်တစ်ယောက်ကလုံခြုံရေးကိုတားဆီးလိုက်ပြီးအဖွဲလိုက်ထွက်ပြေးသွားကြတယ်။လုံခြုံရေးတွေကခေါင်းမိုးပေါ်အထိလိုက်ဖမ်းကြရတယ်။သူတို့ဖွဲ့ကဟယ်လီကော်ပတာနဲ့ထွက်ပြေးသွားပြီလို့ထင်ရတဲ့အချိန်မှာပဲမီးအောင်တစ်ချက်ထွက်လာတယ်။တကယ်တော့ဟယ်လီကော်ပတာကပိုစတာကြီးဖြစ်နေခဲ့တယ်။သူတို့ဖွဲ့ကတော့ကျိုးတွေနဲ့ဆင်းပြီးအောက်ကဆက်လက်စီကိုရောက်သွားခဲ့ပါတယ်။တင်ကန်းစာကတော့အကျွဲလွန်ရင်သူများနောက်ပါတက်တယ်ဆိုတာပါပဲ။